မင်္ဂလာပါဒီနေ့မှာတော့ပီဇာမာရူလို့ပြောလိုက်တာနဲ့ချီစီမာရူအိုပါပီဇာကိုအားလုံးသိကြရဟုတ်ဒီနေ့ပို့ပြီးတော့စားကောင်းအောင်ပို့ပြီးအရသာရှိအောင်လို့ချီစီမာရူအိုပါပီဇာကိုဘယ်လိုစားရမလဲဆိုတာကိုပြောပြပေးမယ်လိုက်ခဲ့ပေးပါဒီနေ့စားပြမယ်ချီစီမာရူအိုပါပီဇာဖြစ်ပါတယ်ချီစီမာရူအိုပါပီဇာဟာတစ်မျိုးကွဲပြားနေဆိုတာကိုသိကြမှာပါဒါလေးကတော့ပုံမှန်ချီစီမာရူအိုပါကိုမှပို့ပြီးစားကောင်းအောင်ပို့ပြီးအရသာရှိအောင်လို့ခရီမီမိုခါခရက်လေးကိုပတ်ထားဖြစ်ပါတယ်ကဲဒါဆိုရင်တော့ဘယ်လိုရတာရှိလဲဆိုတာကိုစားလိုက်ရအောင်အခုဒီချီစီမာရူအိုပါပီဇာကိုခရီမီမိုခါခရက်လေးနဲ့ခင်းလေးပတ်ပြီးစားပါတော့အဲ့ဒါဆိုလို့ရှိရင်တော့ပီဇာကိုတစ်ချက်လုံးအရသာရှိနေပို့ပြီးစားတော့နေတာဖြစ်ပါတယ်မာရူမှာလည်းရနိုင်တယ်မာရူ signature crust အကြောင်းကိုရှင်းပြပေးပါမယ်မာရူ signature crust ဆိုတာကတော့ပီဇာရဲ့အရသာကိုပူထားကောင်းပြီးတော့ပိုပေါ်နေတာကိုဒီအနာသားလေးတွေကို crust တက်ပေးရဖြစ်ပါတယ်ဒီလိုမျိုး crust ရဲ့အရသာလေးကအထဲထဲမှာသူ့ရဲ့ချိုတဲ့အရသာလေးကိုစိတ်နဲ့အရသာလေးအပြင်ကမူခါရဲ့အခါဘက်ရောက်တဲ့အရသာလေးနဲ့ထိန်းထားတာဆိုတော့လို့ပြောရမယ်နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာလုံးဝ perfect match ပါပဲချီစီမာရူအိုပါပီဇာမှာဆိုလို့ရှိရင်ဘူဂေါ်လီရဲ့ cherry tomato ရဲ့ maru spice chicken ရဲ့ ham ရဲ့ပါဝင်ပြီးတော့အရသာကချိုချိုစိမ့်စိမ့်လေးနဲ့အသီးအရွက်တွေကိုအသားရောပါဝင်တာဆိုတော့ခလေးရောယူကြီးရောအကြိုက်တွေ့စေရဲ့ပီဇာမျိုးပါချီစီမာရူအိုပါပီဇာရဲ့အရသာနဲ့ခရီမီမိုကာခရက်ရဲ့အရသာနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့လုံးဝ balance ဖြစ်ပြီးတော့စကိုက်ဆိုစကိုက်စားပြီးရင်စားတင်နေမှာပါနော်ငါစားလို့ကောင်းပါစားလို့လည်းပြီးသွားပြီဘိုင်လည်းတင်းသွားပြီဆိုတော့ promotion အကြောင်းလေးကိုရှင်းပြပေးပါမယ်ပီဇာမာရူမှာဆိုလို့ရှိရင်ခုနကစားသွားတဲ့ချီစီမာရူအိုပါပီဇာရဲ့Hawaiian pizza ရဲ့ classic cheese pizza ရဲ့ chicken delicious pizza ရဲ့အဲ့ pizza ၄မျိုးတည်းကတစ်ခုကိုရေးပြီးတော့ creamy mocha crust နဲ့တွဲပြီးမှာမယ်ဆိုလို့ရှိရင် mala chicken tender pasta တစ်ပွဲကိုလက်ဆောင်ရရှိမှာဖြစ်ပါတယ်။ pizza လည်းစားရမယ် pasta လည်းစားရမယ်ဆိုတော့ဘလောက်တောင်တန်တဲ့ promotion လဲဆိုတာစဉ်းစားကြည့်ရောနော်။ဒါဆိုလို့ရှိရင်တော့ဒီ promotion ကိုလက်လွတ်မခံရအောင်လို့မြန်မြန်လေး pizza maru ဆိုင်ခွဲတွေကိုလာခဲ့လိုက်တော့နော်။ပိုကောင်းတာကိုစားပါမာရူပီဇာ